Hey you. Hey you. Hey you. Cái bà dính ra này nè. Đi ra cha rồi này, để đi em thằng này con này. Ha hey you. Đây. Mà đi ó. Ông ngã tiêu á, ông này nữa. Hả? Tao rồi xì xú này nữa là. Nếu ngã bà đâu đi để khó thế này đi à? Nè gạo hông bala ý lệ, cái bala màu mè lệ. Ê, điên ya. Nè xí ta vậy? Hả rồi? Chú, đi mà biến mà lúc ấy, ấy mà, khó chui mũi thà là. Anh nào đi đó ngao cho gì nè. Giờ gì ngao dài lâu thế này đi. Nào tôi bao lâu lâu lên đi à? Ngài đó ấy giao mi tua, à mấy khó mẹ, bị nhiều nó khác mẹ, mà ngao cái gì đó này ha, ngài đó ta biểu xin qua à? Hả? Bao lâu thế này ngao bao biểu nó được à? Ai đó, mà lâu ta lâu gì à? đi nhà về lại à? Ha,အခုလောက်ဆိုရင်သူ့ကောင်မလေးကိုဖန်တော့ကျွန်တော်ထိုင်မရထားမရဖြစ်နေလောက်နေတော့အားနာပါလေဟာခေးယူဟာဟမ်ကျမရဒီကောင်ငါ့ကိုကြော်ဖို့ကြံစီဟာဘယ်ရမလဲကွာဒီမှာဟဲ့အောင်မလားဆိုတဲ့ကောင်မင်းယူမဲ့မိမအရင်ယူပြလိုက်တာဟဲ့ခေးယူဟာခေးယူငါဖွင့်ပြီးမှာပါငါပြောတဲ့စကားလေးစွန့်နားတော့နေကငါဒီနေ့ဒီချိန်ငါလက်ဖျားရင်မတူဘူးနော်နင်းသိဆုံးပဲနေအေးစေးပြန်အေးစေးနေငါ့ကိုတော့ရံမချာနဲ့နော်ရံရှာလို့တော့ငါဒီနေ့ပြန်ခေါ်ထည့်ထားပါဗျာဟာလာထွက်တွန်းလိုက်တွန်းလိုက်မလေးခင်ဗျာဒီငါအိပ်ပြောရဲ့ရှင်းထားရလားတော့ပေးပါရဲ့သူကမှပြေးသွားတယ်ပြေး你妈嘞！你妈嘞！我没把你要买嘞，我绝发了路，我偏路呗，差得少。咱们这比他更傻了，我妈这边都没样了。哎呦！ကိုအောင်မလောက်ပဲမာယိုဒီချက်ပေါ်ပြီးဒုက္ခမပေးအောင်ညီမတို့ဘက်ကဖြစ်ပြရမှာပေါ့ဘာလို့သူ့ဖြစ်ပြရမှာလဲသူ့လည်းလည်းဘာမှမဆိုင်တာဟောတပည့်သူရုံမှာလားမိုင်းဘယ်လိုပြောလိုက်တာလဲဘာလို့ဖြစ်ဖြစ်မင်းကလေးကအရှောင်းရလေမိုင်းသူလည်းမချက်လို့မရတော့ဘူးငါတို့ဘာလို့လဲထိုင်မှာလဲသူလည်းဘာမှမဖြစ်ခဲ့တာသူမျိုးအနိုင်ယူခြင်းစိတ်နဲ့ငါ့ကိုတရောက်မှာလားမိုင်းဟုတ်ရဲ့လားတကယ်ဟုတ်ရဲ့လားငါမျိုးဘာလို့မဟုတ်ပဲပြောရမှာလဲညီမလေးငါပြောနေရုံစမ်းမှာငါတို့တကယ်ဘာမှမဖြစ်ခဲ့ပါဘူးတကယ်ရောမိုင်းအဲ့ဒါဆိုတော့ပြပါမိုင်းကကောင်းလိုက်တာမိုင်းကကောင်းတယ်လားဒီမလေးငါတို့ရဲ့ဖြစ်မှန်ဝင်းချင်အဘာမှတိမမဟုတ်နော်ဘာလို့ရှာကိုပါ့ဒီမလေး Hello. Ha! Ani huma show. Ne the ma le dai ne la ti eh. ဘာဖြစ်နေလဲလားဟုတ်ပါမင်းရှင်ဦးတွေကမင်းဘလို့တွေ့ကြတယ်ငါပါပါရေးတယ်မဟုတ်လေအာစီရဲ့ဟိုမှာမိခိုင်ကကြောက်ကြအိမ်မှာဒိုးကန်တော့တို့ပါဒီမှာခမရတော့ဓာတ်တစ်ချောင်းရော့ဟာဒါတော့အာစီပြောတယ်မင်းဘာဖြစ်ချင်တာလဲ
ခင်ဗျားနဲ့ကြောက်တရားရောက်စိတ်မှာပြတ်တယ်အားလုံးပြီးတော့ဟာဒီမင်းဘာဖြစ်နေလဲလို့ငါမေးနေတယ်နော်ကျိုးဒီကျုပ်တို့ညပြင်းကိုပြီးပြတ်ရှင်းမယ်မင်းကနိုင်တာလည်းမဟုတ်ဘူးသတိရဏမစွတ်နဲ့ဟာသူဓာရွယ်ပါလိုက်အမသေးမနော်မင်းသေးရရင်ယူမင်းသေးကမင်းကောင်မလေးကတခုလက်လူလူမုတ်ဆိုးမလူလူဘာမှမသိဖြစ်ကြံခဲ့မှာခင်ဗျားမသားပိုက်တာစကားမရတယ်ခင်ဗျားမခေါက်တာမခေါက်ကြောက်ခေါက်တာဟဲ့မိမတယောက်တည်းတက်တီသိရှိနေလားမယားတီဓာကြီးဆိုတဲ့စကားမင်းတို့မဟုတ်ဘူးခိုးပြရငါတို့ပဲဖြစ်မှာသူသားမိုက်ဟုတ်တယ်ကွာဒီကနေ့ကြောက်မကြောက်တော့အသေးသေးပြပါတော့ငါများလေကွာငါဆွေးတယ်လည်းတမသိတော့လေလောက်လိုက်ကြဗျာခင်ဗျားနဲ့ကြောက်နေတယောက်သိမ်မှာဒီပွဲပြီးပါခင်ဗျားကြောက်မတဲ့ကြောက်ခင်ဗျားသတ်ပါနော်အောင်မလားဆိုရင်ငါမင်းသိစေချင်တဲ့တတ်တဲ့ကောင်မဟုတ်ဘူးမင်းကဒီနည်းမတက်ကျမမင်းငါ့ကိုတရွေးစပြီးစွတ်တယ်ကွာမင်းငါကြည်နဲ့အောင်တောင်းလာမယ်ငါ့ကိုဒီတက်အရှုံးပေးပါပြီဆိုတဲ့စကားကိုမင်းကဒူးထားပြီးရောမပြောနိုင်ဘူးဒီမှာခင်ဗျားကြီးကြောက်ကိုတိုက်ပြီးနိုင်နေတယ်ဆိုတတ်လိုက်လေကြောက်ကိုမတတ်ဘူးခင်ဗျားရှောပြီးတော့လက်ချလို့လားတတ်ဟာမင်းတို့သေးကြီးလေးဝါလာအောင်မလားပြောဒါချလိုက်ပါအဲ့ဒါမင်းညီလေးလေငါသားရဲ့အမေတောင်းမှရဲ့ဒါကိုချလိုက်ပါသားရဲ့မတော်လားဒီလိုရကြောက်ကိုတတ်နေနေတာတတ်ပါစေအဲ့ဒီမတတ်တဲ့တော့တတ်ပါတော့တတ်တာတွေ့လားမေအောက်ကလည်းနေနေကြောက်ပြီးရလားမဲနေတယ်အမေတောင်းပြောဗျာတတ်တော့ကောမင်းကျောက်အခုဖြစ်နေဟာရငါတော့ငါရှင်းပေးမယ်အဲ့လူငါ့ကိုခေါ်သွားတယ်ဆိုတာနင့်ကိုအနိုင်လိုတင်တဲ့စိတ်တစ်ခုတည်းနဲ့ပဲသူကဘာမှမဖြစ်ဘူးငါမင်းတော့မဆုံးခဲ့ဘူးဟဲ့ဘာဟုတ်တယ်အဲ့စကားကနေလက်ခံမယ်အထူးတည်းငါရဲ့ကိုကျင့်တရားကိုနေယုံနေဆိုရင်ငါစကားနေနားထောင်ပါအခုနေရတဲ့ထောင်အခုချက်နေသားလိုက်သားပေးပါမြို့ဓာပေးပါငါသားလေသားကြီးအမေကိုဓာပေးပါငါသားအမေကိုဓာပေးပါအမေသားချက်တိုင်းဒီအောင်ရက်သားကိုရင်ယူမေးငါခေါ်ဓာပေးပါမိုင်းရမသားရဲ့ဓာပေးပါမင်းတို့လည်းတော့ဒုက္ခပါပဲ你那俺都没进来，我有呢没？有我是个拿头在嘛？那，哇，那来过了吗？来过。嘿，你是要考啥呢？你下班了，你是要考啥？啊，我那做这个六买个，六要嘛么？我们记得每个来的要来漂亮么多，对吧呀？俺们老七了呢。လောက်လိုက်ရင်ချိန်ပြီးလောက်မလိုက်လို့ရတယ်မင်းအဲ့တော့သဘောပေါက်ဟာမင်းတလုံးငါ့ကိုကြော်ဖို့မစင်းစားနဲ့တော့အခုအမေလာခဲ့တာကသာသမီချင်းကိုချင်းစားပြီးမိမချင်းလည်းကိုချင်းစားလို့အမေလာခဲ့တာပဲမျိုးအေးစစ်စကားပြောအောင်ပေါ့ဟုတ်ကဲ့ပြောပါမယ်သားကြီးနဲ့သမီးဘာမှမဖြစ်ခဲ့ဘူးဆိုတာအရက်တဲကလူတွေအားလုံးသိအောင်အမေကြိုးစားထားပါတယ်ဒါနဲ့ကြီးတော်ရဲ့ဖြစ်ထားရဲ့ကိစ္စကြောင့်ငါရအိမ်ကအင်ဂျင်နာမထွက်ရတော့ပါဟုတ်ပါတယ်သမီးလေးရဲ့အမေကိုချင်းစားပါတယ်ဒါကြောင့်လေအမေစဉ်းစားပြီးတော့သမီးလေးစီလာခဲ့တာပါအမေပြောတဲ့စကားကိုသမီးလေးခေါင်းအေးထားပြီးတော့နားထောင်ပြီးပါနော်
သမီးအနေနဲ့အမေသားကြီးနဲ့ဘယ်လိုမှလက်မခံနိုင်ဘူးဆိုတာအမေနားလဲပါတယ်ဒါပေမဲ့အမေသားတွေကြောင့်သမီးလေးမှာဂုဏ်သိက္ခာထိခိုက်တာအမေမှာဝတ္တရားရှိပါတယ်ကိုအဲ့ဒီတော့သမီးတို့ချင်းမေတ္တာရှိရင်စွဲဖြစ်တဲ့သားငယ်နဲ့သမီးရဲ့မင်္ဂလာကိစ္စအမေအမြန်ဆုံးစီစဉ်ခြင်း ကြီးအောင်လည်းသမီးဘဝမှာတစ်ချက်ခါနှစ်ချက်မဖြစ်ပြစေနဲ့ ဟုတ်အဲ့လိုမဖြစ်ရပါဘူးသားငယ်စီကဂရိတွေအခါခါတောင်းပြီးမှသမီးကိုလာပြောရတာပါသမီးချင်းမိမချင်းကိုချင်းစားတယ်အမေရဲ့မေတ္တာကိုနားလေပြီးတော့သမီးလေးလက်သက်ခံပေးပါ ဟုတ်တယ်မကြီးရုံနဲ့ပြောရမှန်းတယ်ပတ်ဝန်းကျင်မှာညီမလေးတို့ညီမနှစ်ယောက်သူများအပြောဆိုခံရတဲ့ဘဝလူမဲ့ကိစ္စမျိုးအဲ့ဒါမိုင်းစဉ်းစားတင်နေမှာ ဟုတ်ပါတယ်သမီးရဲ့ဒါမှလည်းသားကြီးနဲ့ဖြစ်တဲ့ကိစ္စသမီးလေးမှာရေစိမ့်တစ်ပေါက်မစင်ငယ်ဘူးဆိုတာတရွာလုံးကသိမှာပါသမီးလေးစဉ်းစားပြီးတော့အမေပြောတဲ့စကားကိုလက်ခံပေးပါ သမီးကိုမလို့စေအောင်စဉ်းစားပြစေအောင်ဆိုတဲ့စကားကိုပဲပြစေချင်တယ် အေးပါကွယ်အေးပါ ဟုတ်တယ်စားရင်တောက်ရင်းနဲ့ပြောရတာရတာပြည့်တယ်ကွာဒါပေမဲ့မင်းကငါမခံနိုင်လို့ပြောရမှာနော် ကိုမြတ်ခင်ဗျာစကားကိုရှင်းရှင်းပြောကြောက်ဒီမှာအရင်တင်းနေနော် ငါပြောတဲ့စကားကိုမင်းကြားရင်တင်းပြီးတော့ပြတ်တော့ထွက်သွားအောင် ဟုတ်တယ်ခင်ဗျာကြံခဲ့ဖို့ခင်ဗျာ ဟဲ့စကားမပြောတယ်ဝင်ပြောတယ် ကိုမြတ်ဒီနေ့ပြောပြအောင်ပါကျတို့ကဒဏ်ရာတွေတက်တာရက်တောက်နေတာနော်အာယုံနောက်တော့မလုံနဲ့ခင်ဗျာအမီးတွေကိုစားကြတာအကုန်စားဒါပေမဲ့ခေါင်းမလားမစားနဲ့ခေါင်းမစားနဲ့ မင်းတို့စိတ်မချူဘူးဆိုရင်ငါလူရင်းပဲပြောမှာပေါ့ဟုတ်တယ်မင်းကောင်မလေးခီပြူကချစ်အိုးကိုလက်ထပ်ကိုလက်ခံလိုက်ပြီးပြဲကွာ ဘာလို့လဲ အဲ့ဒါကြည့်ကြတော့ရာ မကိုမြတ်အဲ့ဒီပွဲလုံးဝမဖြစ်စေအောင်ဗျာညလောင်း ဟာလောင်းမယ်အောင်ပန်းတဲ့ချစ်အိုးငါလည်းကြည့်နေရတယ်ပြားတယ် ကျတို့ကတပ်ပစ်ချင်တာဗျာဟုတ်တယ်အဲ့ကောင်နဲ့ကောင်ငါတို့ကိုတစ်ချိန်လို့နှိပ်ကုတ်ခဲ့တယ်မြတ်ဒီကငါတို့လှဲ့မယ်ဗျာဟိုရောက်တော့လှနေအော်ဟိုနှကောင်လုံးကိုမောင်သိတယ်ကောင်းတယ်နှခမ်းတော့ ရဲလေလာဟဲ့ခံလေ အဲ့ဒီဟဲ့ဒီလုံးမယ်နော်ဒါကြရပါစီ